အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒေါက်တာဖြိုးတီဟာရေးသားထားတဲ့စာမဖတ်တဲ့သူရဲ့ကဘာဟာကျင်းတယ်ဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြချင်ပါတယ်ရှင်စာမဖတ်တဲ့သူရဲ့ကဘာဟာကျင်းတယ်တကယ်တော့စာအုပ်ကိုပဲပြောတာမဟုတ်ဘူးဒီနေ့ခေတ်မှာအသိပညာရှာလို့ရတဲ့နည်းလမ်းတွေအများကြီးရှိလာပြီအဓိကကိုဘဝကိုကျင်လည်ရာအဝန်းအဝိုင်းကိုကြော်လွန်ပြီးကြည်တက်နားလည်တတ်ဖို့ပဲကိုလိုမဟုတ်တဲ့ဘဝတွေအကြောင်းစာနာတတ်ဖို့ကိုနဲ့မတူတဲ့သူတွေကိုလက်မခံတော့မဆန့်ကျင်ပစ်ဖို့အရေးကြီးတာလူရယ်လို့ဖြစ်လာတယ်မိဘအတိုင်းဝိုင်းနဲ့စာထိတွေ့တယ်နောက်တော့ကြောင်းတက်တယ်အလုပ်လုပ်တယ်အသက်မွေးတယ်သူထိဆက်မိတဲ့လောက်လူတွေအကြောင်းဘဝတွေအကြောင်းပဲသိမယ်ဆိုစဉ်းစားကြည့်သူ့ကဘာဘလောက်ကျင်းတယ်လဲစာရီဖတ်မယ်ဘဟုတုတများလာမယ်ရုပ်ရှင်တွေကြည့်မယ်မမြင်ဘူးတာတွေမြင်လာရမယ်အင်တာနက်မှာစီးမျောမယ်တခြားကဘာတွေအကြောင်းသိလာမယ်လူကိုယ်တိုင်ခြေဆက်ခရီးထွက်မယ်ညဝါထင်တယ်မှာသိမြင်တွေ့ကြုံလာရမယ်ဒီလိုနဲ့ပဲကျွန်တော်တို့ကဘာတွေတဖြည်းဖြည်းကျယ်လာကြတယ်အဲ့ဒီမှာမှနှစ်ခုထပ်ခွဲလို့ရယ်အုံနောက်ကပုံဖော်ပေးတဲ့ကဘာနဲ့နှလုံးသားကပုံဖော်ပေးတဲ့ကဘာတုတ္တစာပေဖတ်အကြားအမြင်ဘဟုတုတ္တများလာတာအုံနောက်ကပုံဖော်ပေးတဲ့ကဘာကျေလာတာယတာစာပေဖတ်ရုပ်ရှင်တွေကြည့်တယ်အနုပညာခံစားတယ်ဒါတွေကတော့နှလုံးသားကပုံဖော်ပေးတဲ့ကဘာကိုကျဲလာစေမဲ့နီးနာတွေပဲတလုံးနဲ့ပြောဆိုကိုချင်းစာတရားလို့ခေါ်တယ်အုံနောက်ပဲဖွင့်ပြပြီးနှလုံးသားကြီးမလာရင်အဲ့ဒီလူဟာသူတိထားတဲ့အတိတွေကိုသူ့တကိုယ်စာအတွက်ပဲအသုံးချလိမ့်မယ်နှလုံးသားပါဖွင့်ပြဖို့ကြီးထွားဖို့လိုတယ်ဒါကသာလူပီတာတဲ့လူတယောက်ဖြစ်လာစေတာဒါကြောင့်တုတ္တသိပ္ပံဒါရီနဲ့ရင်မလုံလောက်ဘူးလူအဖွဲ့အစည်းဟာလှပမလာဘူးအေးချမ်းမလာဘူးယတာအနုပညာဒါရီပါလိုအပ်တယ်ဒီတော့မှရင်ဘတ်တစ်ခုစီတစ်ခုစီဟာလှလာနူးညံ့လာရင်အဲ့ဒီရင်ဘတ်တွေပေါင်းထားတဲ့လူမှုရဝန်းတစ်ခုကလည်းအေးချမ်းလာမှာဖြစ်တယ်ငယ်ငယ်ကတော့ယတာစာပေတွေဆိုမဖတ်ဘူးဖတ်ပြီးဘာမှလည်းမရဘူးလို့ထင်လို့ရုပ်ရှင်ဆိုမကြည့်ဘူးအချိန်ကုန်လို့ထင်လို့နောက်မှသူတို့ရဲ့တန်ဖိုးကိုသိတာတခြားသူတွေရဲ့ဘဝတခြားသူတွေရဲ့ကဘာကိုနက်နက်နဲနဲနားလေစာနာတက်လာတယ်တော်ယုံအပြစ်မမြင်တော့ဘူးတော်ယုံအမုန်းမပွားတော့ဘူးကို့အကြောင်းကိုထိဆက်မိသလောက်ကဘာရဲ့အကြောင်းပဲသိတဲ့သူဟာတွေးကြည့်ရင်အတော်လူဖြစ်ရှုံးပါတယ်အင်မတန်ကျင်းကျင်းမြောင်းမြောင်းရှင်သန်ခဲ့ရလို့ပါကိုကဘာပိုကျဲလာပြီတပားသူတွေကိုစာနာနိုင်လာပြီကိုအတွက်ဆိုတာထပ်ပိုတဲ့ရည်ရချက်တွေရှိလာပြီဆိုတော့မှသာတန်မိုးရှိတဲ့ဘဝတစ်ခုကိုရလာနိုင်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်